လူတယောက်သည်ဖောက်ခွဲရေးပစ္စည်းများကိုအလွှာပါလေးများဖြစ်အောင်ဖိသိပ်ပြီးနောက် PK ပုံစံအပိုင်း14များဖြစ်လိဖြတ်နေသည်ထို့နောက်အခြားသူများမရေမိစေရန်အလူမီနီယံဖောင်စက်ကူဖြစ်ဒေသက်စွာပြန်လဲထုတ်ပိုးလိုက်သည်သူသည်စီကဲအပူးထဲမှဆေးလိပ်တလိပ်ကိုထုတ်ယူကာဆေးရွက်ကြီးများကိုဖယ်ရှားပြီးစနက်တန်ကြိုးကိုထည့်သွင်းလိုက်သည်ဆေးလိပ်တွင်မှတ်သားချက်တစ်ခုပြုလုပ်ပြီးနောက်တင်းငယ်သောဒီနေရာပြခြေရာခံကိရိယာအသေးလေးတစ်ခုကိုပါပြင်ဆင်လိုက်သည်ပြီးနောက်ဝိုင်းဝန်းသောဘူးငယ်တစ်ခုတည်းသို့ငါးမနှင်ခရင်များကိုဖြည့်ထည့်ထားလိုက်သည်သူသည်မိမိနှင့်ရုပ်ချင်းစင်တူသောဝရံပြေးတူ၏တပ်ပုံကိုရှာဖွေပြီးခရင်းမျက်နှာတွင်ရှိသောမဲ့ချောက်တက်တူအတိုင်းမိမိမျက်နှာပေါ်တွင်ပုံဖော်ကာရုပ်ဖြတ်လိုက်သည်ထို့နောက်ရည်ရွယ်ချက်ရှိလမ်းမပေါ်သို့ထွက်ကာရဲတပ်ဖွဲ့၏အာယုံဆိုင်မှုကိုဆွဲဆောင်ပြီးအဖမ်းခံလိုက်သည်စစ်ဆေးချိန်တွင်သူပြင်ဆင်ထားသောတပ်တေခံကပ်ပြအတုကိုပြသခဲ့သည်သူ့ကိုပင်လယ်ကမ်းခြေနီးရှိကျွန်းပေါ်မှအကျဉ်းထောင်တစ်ခုသို့ပို့ဆောင်လိုက်သည့်ထောင်ဆောင်များကသူ့မျက်နှာမှာတတူးကိုစစ်ဆေးတော်လဲဘာမှမမြင်မိကြချေသူယူဆောင်လာသောဆေးလိပ်ဘူးနှင့်ပီကေများကိုစစ်ဆေးတော်လဲတန်တရားဖြစ်ဖွယ်မတွေ့ရှိသဖြင့်ထောင်ထဲသို့ယူဆောင်ခွင့်ပြုလိုက်သည်ထောင်ထဲတွင်သူလုံးကြံရမည်ပြစ်မှတ်ဖြစ်သူလူမဲမျိုးသားကိုတွေ့ရှိသွားသည်သို့တော်ထိုပြစ်မှတ်သည်ကိုရန်တော်များအမြဲချန်ရန်ထားပြီးနေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်လေ့ရှိသည်အခြားအကျဉ်းသားတို့၏ပြောပြချက်အရအခြားသူများကလည်းထိုလူကိုတက်ချင်နေကြကြောင်းသိရပြီးထောင်ထဲတွင်ဓားမြောင်တစ်ချောင်းရှို့ဝက်လွဲနေသည်ကိုသူသတိထားမိသွားသည်ထမင်းစားချိန်တွင်သူသည်ရည်ရွယ်ချက်ရှိရုံရင်းဆန်ခတ်ဖြစ်အောင်ဖန်တီးပြီးလူဝက်ကြီးထံမှဓားမြောင်ကိုမတိမတာခိုးယူလိုက်သည့်တရက်တွင်ပြစ်မှတ်ဖြစ်သူလေ့ကျင့်ခန်းလုပ်နေစဉ်အကျဉ်းသားတို့ကဓားဖြင့်ပြေးတက်ရန်စ조사သည်ထိုအခါသူကခိုးယူထားသောဓားမြောင်ဖြင့်လမ်းပစ်ကပြစ်မှတ်၏အသက်ကိုကယ်တင်ပေးခဲ့သည်ဖြင့်ပြစ်မှတ်ဖြစ်သူကကျေးဇူးတင်ကသူ့အခန်းသို့ထမင်းစားရန်ဖိတ်ခေါ်ခဲ့သည်ထောင်ဆောင်များကသူ့ကိုပြစ်မှတ်၏အခန်းထဲသို့လိုက်ပို့ပေးသည်ထိုအခန်းထဲတွင်ပြစ်မှတ်ကဆေးဖော်ဆက်နေစဉ်သူသည်မြေဆေးရီပလင်းကိုကြည့်ကအစီအစဉ်ဆက်တင်သည်တို့တစ်ချောင်းဖြင့်ပြစ်မှတ်ကိုအနောက်မှချုပ်ကင်ပြီးစတင်းပေါက်ပတ်သို့တွန်းပို့ကမျက်နှာကိုတိုင်ယာဝါဖြင့်အသက်ရှူကျက်ပြီးသတိလက်သွားသည်ထိစီးနှောင်လိုက်သည်ပြီးနောက်ဆေးမှုများကိုရင်းနှီးဖြော်ကာထိုသူပါဆက်ထဲသို့လောင်းထည့်လိုက်ရာပြစ်မှတ်မှာဝေဒနာပြင်းထန်စွာခံစားရတော့သည်အခန်းတွင်းမှအတန်များကြောင့်အပြင်မှကိုရန်တော်များကလာရောက်မေးမြန်းရာသူကအေးဆေးတည်ငြိမ်စွာဖြင့်ပြစ်မှတ်မှာဆူတောင်းနေခြင်းဖြစ်ကြောင်းလိန်ညာပြောဆိုခဲ့သည်ကိုရန်တော်များကအထဲသို့ချောင်းကြည့်တော်လဲပုံမှန်အတိုင်းထင်မှတ်ကထွက်သွားကြသဖြင့်သူသည်အခန်းထဲမှအေးဆေးစွာပြန်လည်ထွက်ခွာလာခဲ့သည်ထောင်ဆောင်များကတခုခုမှားယွင်းနေပြီဆိုတာသိသွားပြီးတရားခံကိုလိုက်လံရှာဖွေချိန်တွင်သူသည်ထောင်နံရံတစ်ခုနီးသို့ရောက်ရှိသွားသည် PK ပုံစံဖောက်ခွဲရေးပစ္စည်းများကိုလုံထွေးပြီးနံရံအကွဲကြောင်အပေါက်ငယ်ထဲသို့ထိုးထည့်လိုက်သည်ထို့နောက်ဆေးလိပ်ထဲမှစနက်တန်ကြိုးကိုဆွဲထုတ်ကာမိနိလိုက်သည်ထောင်ဆောင်များက CCTV မှတဆင့်သူ့ကိုမြင်သွားချိန်တွင်သူသည်ဒီနေရာပြကိရိယာကိုမျိုးချလိုက်ပြီးအဝတ်အစားများကိုချွတ်ကာငါးမနှင်ခရင်များကိုတကူလုံးတုပ်လိမ့်လိုက်သည်ထောင်ဆောင်များဖမ်းမိခါနီးတွင်နံရံမှာပြင်းထန်စွာပေါက်ကွဲသွားသည်သူသည်တုတ်ချောင်းဖြင့်နံရံအပေါက်ကိုချဲ့ကာအပြင်သို့တိုးထွက်ပြီးနောက်ပေ300ခန့်မြင့်သော6ကန်းပါပေါ်မှနေပင်လယ်ရေထဲသို့လှပစွာတိုင်ပင်ထိုးချကာလွတ်မြောက်သွားခဲ့တော့သည်